ငါလုံးမင်္ဂလာပါအရှိလေပိုင်းကြောင့်ပြောပြမယ်အရှိလေပိုင်းအီရန်မှာဖြစ်နေရတယ်တိုက်ပွဲကဝင်လာ3ပတ်ထဲဝင်လာပြီနော်ဘယ်သူကမှမလျှော့ဘူးချနေတော့မယ်ဒီကြားထဲမှာကျွန်တော်ကလည်းခေါင်းဆောင်တင်လဲမယ်လို့ပြောတယ်ခေါင်းဆောင်တင်ရွေးနေမှာသူပါမယ်လို့ပြောတယ်ဒါကိုအီရန်ကလည်းပြီးမဆိုင်ဘူးသူစိတ်ကြရွေးထည့်လိုက်တယ်အလီခါမီနီရဲ့သားမို့စတာဘာခါမီနီရွေးလိုက်အခုကျရင်3ရက်လောက်ရှိပြီဒါကအဲ့ဒီတက်လာတဲ့ခေါင်းဆောင်တက်ကလည်းပြောလဲဆိုတော့ဟောမှုကြီးလည်းကြားလည်းပိတ်ထားမယ်ပြီးရင်ဆက်ချမယ်အိန္ဒိယနိုင်ငံတွေမှာအမေရိကန်စကန်တွေကိုထပ်ချမယ်လို့ပြောတယ်ဒါရှော့မဲ့ပုံတော့မရှိဘူးကြအနေတန်ရာဦးကလည်းပြောတယ်ဘသူဘက်တက်သူတို့သဘောမတူတဲ့လူဆိုရင်တော့ကျွန်တော်လောက်ကြံပါရအောင်လောက်ကြံမယ်လို့ပြောတယ်ဒါဒီတည်င်းတွေကကျွန်တော်တို့စောင့်ကြည့်ရမယ်တည်င်းတွေဘာလို့လဲဆိုတော့ကျွန်တော်တွေနေလဲကျွန်တော်နေ့စဉ်ပွားရနေလဲတိုက်ရိုက်ဆက်နွယ်နေလေသူတို့ကရှေ့လက်ပိုင်းအီရန်မှာဆိုပြီးမဲ့ကျွန်တော်မှလည်းအခု73စီတွေစွမ်းအင်တွေဒီစားတော့ကုန်စင်းထုံးတွေအကုန်လုံးကမောက်ကမဖြစ်နေကြပါဗျာသူတို့စစ်ပွဲကြာလေကျွန်တော်တို့ဒုက္ခရောက်နေတယ်အဲကြောင့်ဒီတည်င်းကလည်းဘာဖြစ်မလဲဆိုတော့စောင့်ကြည့်ရမှာဗျာကျွန်တော်တို့အာယုံဆက်ပြီးတော့လေးလာမယ်တည်င်းတစ်ခုဖြစ်ပါတယ်တကယ်လို့နောက်ထူးကြတဲ့ရှင်းလဲကျွန်တော်ပြန်ပြီးတော့ပြောပြပါမယ်ဗျာကျွန်တော်ဗီဒီယိုလေးကို like and share နဲ့ follow လေးလုပ်ပေးရအောင်ဗျာနောက်မှတွေ့